Hello အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ကျွန်တော်က content တွေမပြောတော့ဘဲနဲ့ကျွန်တော်မြန်မာစာ typing ရောအင်္ဂလိပ်စာ typing ရောပေါ့နော်လေ့ကျင့်လို့ရမယ်ကောင်းတဲ့ game လေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ဗျဒါလေးကတော့ကျွန်တော်ကိုယ်တိုင်ရေးရတာပေါ့နော်ကျွန်တော်ကိုယ်တိုင်ရေးရပြီးတော့အတက်နိုင်ဆုံးတော့ကျွန်တော်စူးစမ်းပြီးရေးရတယ်ပေါ့နော်အဲ့တော့မြန်မာစာ typing လေ့ကျင့်နေတဲ့လူတွေအတွက်ဒါမှမဟုတ်အင်္ဂလိပ် typing ပေါ့နော် game လေးဆော့ပြီးလေ့ကျင့်နေတဲ့အတွက်ကျွန်တော်ကဖန်တီးပေးရတဲ့ website လေးပါဗျာနော်ကျွန်တော်တို့ဒါကတော့ဝင်ချင်းတွေ့ရတဲ့ main page ပေါ့နော် home ပေါ့ဗျာနော်ကျွန်တော်တို့ဝင်ချင်းတွေ့ရမယ့်နေရာပေါ့နော် game 3မျိုးဆော့လို့ရတယ်ဗျကျွန်တော်ငှက်ကလေးပြစ်ပြီးတော့ပေါ့နော်ငှက်ကလေးပြစ်ပြီးတော့ game စားလို့ရမယ်ပြီးရင်အပေါ်ကနေပေါ့နော်ကြောက်တုံးလေးကြာလာမယ်အဲ့ဒါကိုပြစ်ခွဲပြီးတော့လည်းကျွန်တော်ဆော့လို့ရမယ်နောက်တစ်ခုကတော့ marathon ပြေးတာပေါ့နော် AI နဲ့ marathon ပြိုင်ပြေးလို့ရအဲ့တော့ပထမဦးဆုံးတစ်ခုကျွန်တော်စပြီးတော့ဆော့ကြည့်အောင်နော်နောက်ဆုံးတစ်ခုစပြီးဆော့ကြည့်အောင် okay ပြီးသွားရင်ဒီ software ကိုကျွန်တော်ဘယ်လိုရှာရမလဲဘယ်လို download ဆွဲရမလဲဆိုတော့ကျွန်တော်ပြပြရမယ်နော် okay ကျွန်တော် game နဲ့ဝင်လိုက်အောင်နော်ဂိမ်းနဲ့ဝင်လာလို့ရှိရင်ကျွန်တော်တို့ကဒီမှာ easy media hub ပါမယ်ဗျ။နောက်ပြီးရင်မြန်မာအင်္ဂလိပ်ရွေးချယ်လို့ရတာပါမြန်မာရိုက်ချင်လားအင်္ဂလိပ်ရိုက်ချင်လား။နော်ဒါကတော့ကျွန်တော်တို့ home menu ပြန်သွားတာနော်ပြန်ဝင်လိုက်မယ် easy media hub နော်ကျွန်တော်တို့အမြင့်ဆုံးရတဲ့ score ကိုကျွန်တော်ဒီမှာပြရမှာဗျနော်ကျွန်တော်တို့မြင့်သွားရင်မြင့်သွားသလိုဒီမှာ score ပြရနော် okay အဲ့ကျွန်တော်စဆော့ကြည့်အောင် easy နဲ့ရင်စဆော့ကြည့်အောင်နော်ဟိုပါ go နော် okay ဗျဒါဆိုကျွန်တော်တို့ကစဆော့လို့ရပြီပေါ့နော်ကျွန်တော်တို့ key magic ထည့်ထားလဲရတယ်ဗျနော် key magic မထည့်ဘူးဒီတိုင်းစက်မှာရှိတဲ့ဟာနဲ့ရိုက်လဲရတယ်နော် okay ကျွန်တော်စရိုက်ကြည့်အောင်နော်ဒီမှာတားပေါ့ဟုတ်ပြီဒါတဖြည်းဖြည်းနဲ့ပေါ့နော်ငှက်ကလေးတွေထွက်လာကျွန်တော်တို့ဒီမှာပေါ့နော်ဒါကတော့ကျွန်တော်တို့ပြစ်လိုက်တဲ့အကောင်ကြီးတွေဒါကျွန်တော် score ပေါ့နော် score ရတဲ့အမှတ်ပေါ့နော်ဒါပြစ်တဲ့အကောင်ကြီးတွေဒီဘက်မှာအသက်9တက်ထိရမယ်နော်ဒါကတော့ကျွန်တော်တို့ရိုက်တဲ့ကြာချိန်ပေါ့နော်ပြီးသွားရင်ဒီမှာ play pause ပေါ့နော်ခဏရက်ထားလို့ရမယ်ဗျနော်ပြန်ဆော့ခြင်းပြန်နှိပ်လိုက်ဒါမစောကျင်တော့ထွက်မယ်ဆိုရင်ဒါလေးကိုနှိပ်ပြီးတော့အစပြန်စမယ်ဆိုပြန်လို့ရဒါမလုပ်တော့ဆိုလည်းမလုပ်တော့ဘူးဒါမှမဟုတ်ဒီဘတ်ဘတ်တန်လေးကိုနှိပ်ပြီးပြန်ထွက်လို့ရနော်โอเคကျွန်တော်နည်းနည်းရိုက်ကြည့်အောင်ပြန်ထောက်လိုက်မယ်โอเคအတန်လေးပါထည့်ပေးရတယ်ဗျာနော်ငတ်သေးသွားလို့ရှိရင်အတန်လေးထည့်ပေးရတယ်ပြီးတော့ကျွန်တော်တို့ background sound လေးပါနော် background sound လေးတစ်ခုပါမယ်သူကဒါကဗျ endless ပဲအဆုံးမရှိဘူးဗျာကျွန်တော်တို့ကလေကျွန်တော်ဒါကိုစလုံး900လောက်ကျွန်တော်ထည့်ပေးရတယ်ပေါ့နော်ဒီကောင်တဖြည်းဖြည်းနဲ့ငှက်လေးတွေကမြန်လာမယ်ပေါ့နော်အဲ့လိုမျိုးသွားမှာအဲ့တော့ဒီကောင်ရိုင်းနဲ့သူကအဆုံးမရှိဘူးနော်ခုနှစ်သက်ပြည့်နော်ဂိမ်းပါပြသွားနော်โอเคဒါကြီးကကျွန်တော်ရိုက်တဲ့စက္ကန့်မှတ်ထားတာပေါ့โอเคရိုက်လိုက်မယ်မုံလေးစာကြောက်နေညနေနော် okay တော်ပြီဗျเนาะကျွန်တော်နောက် level တစ်ခုသွားအောင်တကယ်လို့ကျွန်တော်ကမရိုက်ဘူးဆို game ပါပြောက်အောင်မယ်ပေါ့နော်မရိုက်ပဲထားလိုက်မယ်ဆိုကျွန်တော် game ပါပြောက်အောင်ဒါလေးကကျွန်တော်ရတဲ့အမှန်ဒီကောင်လေးကကြောက်ကျွန်တော်တို့ပြစ်တက်လိုက်တယ်ပေါ့နော်ငှက်အကောင်ကြီးတို့ဒါကကျွန်တော်တို့စက္ကန့်ကြာရင်ပြရတယ်ဒါတော့ကျွန်တော်တို့အသက်ပေါ့နော်9သက်ပေါ့နော်ကျွန်တော်9သက်ထည့်ပေးရဒါတော့ကျွန်တော်တို့ restart ပြန်လုပ်တာဒါကတော့ခဏရက်တာဒါ easy ဗျ easy မှာအရင်မခောက်စလုံးကတစ်လုံးနှလုံးလောက်လေးပဲလာမယ်ပတ်စင်နေမှာပါဘူးစလုံးရခတ်တဲ့ဟာမျိုးတွေမှာပါဘူးပေါ့နော်โอเคဗျတဖြည်းဖြည်းနဲ့ရော့သွားမယ်ဗျနော်ရော့သွားမယ်တကောင်နဲ့ကြံငယ် screen ကหนีသွားမယ်နော် screen หนีသွားပြီးရင် game ပါပြသွားမယ်နော်โอเคဒါဆိုကျွန်တော်တို့က game ဝါရပါဗျ game ဝါပြသွားရင်သူကဘာပြလဲဆိုတော့เนาะကျွန်တော်ရတဲ့အမှတ်ပြမယ်ပြီးတော့ကျွန်တော်ပြတ်တက်လိုက်တဲ့အကောင်ကြီးတွေပြမယ်เนาะโอเคဒါကကျွန်တော်တို့ရဲ့ bus score ပေါ့နောက်ဆုံးရခဲ့တဲ့အမှတ်ကိုကျွန်တော်တို့ပြတယ်โอเคပြန်စမယ်ဆိုရင်ကျွန်တော်ပြန်လဲစတင်မယ်ဒါလေးချက်နှိပ်လိုက်ရပြီเนาะအင်္ဂလိပ်နဲ့ပြောင်းလို့ရတယ် medium height ရွေးလို့ရတယ်โอเคကျွန်တော်ဒီက medium နဲ့ရိုက်ကြည့်အောင်เนาะမြန်မာစာကိုပဲโอเคကျွန်တော်မြန်မာနဲ့ရိုက်အောင်เนาะဒါ medium ဖြစ်သွားတယ်speed ကမတူဘူးပေါ့နော် easy မှာဆို speed ကတစ်မျိုး medium မှာတစ်မျိုး hard မှာတစ်မျိုး speed လည်းမတူဘူးပြီးတော့ကျွန်တော်တို့ရိုက်ရတဲ့စလုံးတွေကလည်းမတူပိုခက်လာเนาะ percent တွေပါလာမယ် okay တည်ငြိမ်ယူတာသီးခံကြိုးစားကြောင်းသာဆရာမရုပ်ရှင် okay ဒါအဆုံးမရှိဘူးဗျာเนาะဒီကောင်ကတော့လေ
ဟိုနိုင်သွားရဲဆိုတာမရှိဘူးတောက်လျှောက်သူကလာနေမှာတကယ်လို့ပေါ့နော်ကျွန်တော်ထည့်ရတဲ့ data တွေကကုန်သွားတယ်ဆိုရင်လည်းသူအသစ်ကနေပြန်စပြီးလာပညာရေး okay ပညာရေးစာကြည့်တိုင်း okay เนาะကျွန်တော်တော်ပြီဒီလောက်ပဲမရိုက်တော့ဘူးเนาะကျွန်တော်ပြန်ထွက်လိုက်မယ်လှည့်လိုက်မယ်အစားပြန်စ okay เนาะ okay တော့ဒီတစ်ခါမှာကျွန်တော်တို့ hug ကိုယူရအောင် hug ကိုယူရိုက်ကြည့်အောင်เนาะ2 1 go okay ကျွန်တော်တော်တော်လေးတော့စုံလင်းထည့်ပေးရတယ်ဗျနည်းနည်းပေါ့နော်အနေချင်းဘတ်လေးတော့ရှိသေးတယ်ဒါပေမဲ့ကျွန်တော်ပြန်ရှင်းပေးမယ်ပေါ့နော်အနေချင်းဘတ်လေးကျွန်တော်အများနဲ့ update လုပ်ပေးမယ်နော်အများနဲ့ online ဖြစ်တဲ့ကြောင့်အများနဲ့ကျွန်တော် update ရအောင်လုပ်ပေးမယ်ပေါ့နော်ကျွန်တော်တကယ်လို့တစ်ခုပေါ့နော်ယာယီနဲ့အဆင်မပြေတာမျိုး error တက်တာမျိုးကျွန်တော် screenshot နဲ့ဖြစ်စေကျွန်တော်ကိုပုံနဲ့ဖြစ်စေပေါ့နော်လာပြီးတော့ပြပြီးကျွန်တော် Telegram မှာဖြစ်ဖြစ်ကျွန်တော်ရဲ့ comment မှာပဲဖြစ်ဖြစ်ကျွန်တော်လာပြောလို့ရပါကျွန်တော်မေးပို့ပြီးလည်းပြောလို့ရပါတယ်ဟုတ်ချုပ်ရေးနော်ကျွန်တော်ဟာမှာဆိုရင်သူကစလုံးထွက်တာတွေကလည်းစိတ်လာမယ်ပြီးတော့စလုံးတွေကလည်းရိုက်ရခတ်လာမယ်ပတ်စင်တွေပေါ့နော်ပတ်စင်မျိုးတွေပါလာနော်ပါဠိတွေပတ်စင်တွေပါလာမယ်ပြီးတော့ speed လည်းမြန်လာမယ်ပေါ့နော် okay 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 နော် okay လက်ညောင်းအောင်ရိုက်ရမှာဗျလက်ပြုတ်အောင်ရိုက်ရမယ်အနေထားမှာရှိတယ်ဟတ်မှာဆိုရင်နော်ဟတ်တို့ medium တို့မှာဆိုရင်တော့တော်ကျွမ်းကျင်တဲ့လူတော်မှာကျွန်တော်တို့မနေရိုက်ရမှာဗျနော်စာရိုက်တော်ကျွမ်းတယ်ဆိုတဲ့လူတော်မှာကျွန်တော် level ကိုတော်ဘယ်လိုပြောဟတ်တို့ဘာတော့မှာကျွန်တော်ခက်ခက်လေးထိုင်နေတာတောက်လျှောက်ကိုမနာတဲ့သွားစာတွေကလာမှာဒါကြောင့်မလို့ကျွန်တော်တို့ကအဆက်မပြတ်တော့ရိုက်ရလိမ့်ဟာလောက်ဆိုရင်ဗျာတကယ်ကျွမ်းတဲ့လူတော်မှာတော်တော်ရိုက်ရတယ်ဗျတော်တော်ရိုက်နိုင်ပါတယ်ဆိုရင်တော့မှာနော်တော်တော်လေးကိုကြိုးစားပြီးရိုက်ရတယ်ဗျအစားစခရင်ကကျင်းလေးဗျာဒါကျွန်တော်စခရင်ချက်ရအစားဒီလောက်ပဲရှိတာစခရင်ကလည်းအခုကဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုကျွန်တော်ဆွဲယူလိုက်တာကျွန်တော်တို့မြည်သည့် device မှာမျိုးကျွန်တော်ရတယ်ဗျကျွန်တော်တို့ဟို laptop ပဲဖြစ်ဖြစ်ကျွန်တော်တို့ desktop ပဲဖြစ်ကျွန်တော်ဆော့လို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်မတ်မှလည်းရအောင်တော့လုပ်ပေးရတယ်ဒါပေမဲ့အဆင်ပြေတော့ကျွန်တော်သေချာမဆန့်ရသေးဘူးပေါ့နော်မတ်မှလည်းရိုက်လို့ရတယ်အင်္ဂလိပ်ကတော့အဆင်ပြေရမြန်မာအတွက်ကနည်းနည်းလေးဗျမြန်မာအတွက်ကနည်းနည်း error လေးနည်းနည်းရှိရဗျမတ်အတွက်မှာဆိုရင်နော်အားလုံးတော့အဆင်ပြေအောင်ကျွန်တော်လုပ်ပေးရတယ်တကယ်လို့အဆင်မပြေမှုတွေရှိတယ်ပေါ့နော် error လေးတွေ့ရဆိုကျွန်တော်လာပြောပါကျွန်တော်ပြန်ပြင်ပေးပါမယ် okay နော် okay ကျွန်တော်မှတ်ပြီးတော့ဗျမရိုက်တော့ပြီ okay တဖြည်းအသက်လေးကရော့သွားမယ်တော်ပဲကြံရင်หนีသွားမယ်เนาะ okay ဂိမ်းကိုပါတဆเนาะဒီကမှာကျွန်တော်အင်္ဂလိပ်တစ်ချက်ရိုက်ကြည့်ရအောင်เนาะအင်္ဂလိပ်ကိုကျွန်တော် medium လောက်တော့ရိုက်ပြမယ်เนาะအင်္ဂလိပ်ကို medium လောက်နဲ့ကျွန်တော်ရိုက်ပြမယ်ဆိုတော့ okay စအောင်เนาะကျွန်တော်အင်္ဂလိပ်လေးပြန်ပြောင်းလိုက်မယ်စမ်းနာလိုက်မယ် okay တယ်ဗျဒီက TIC ရဲ့ particle UNI V ရ AC universe okay ဗျ V ရ assign 1 version BE HICL ရဲ့ okay မှာပါပြီ BE HICL ရဲ့သူကဗျဒီငှက်ကလေးပေါ်မှာလေတခါတည်းပေါ့နော် live ဟိုဘယ်လိုပြောမလဲတခါတည်းဆက်သွားလို့ရဒါပေမဲ့အဲ့ကောင်ကအင်္ဂလိပ်အတွက်ပြဿနာမရှိပြီမြန်မာအတွက်မှာဗျတော်တော်ပြဿနာရှိတယ်အဲ့ကြောင့်ကျွန်တော်ဒီ box လေးနဲ့ပဲကျွန်တော်ထားတာဒီ box လေးနဲ့ပေါ့ဒီ box လေးထဲမှာရိုက်တဲ့ဒီထဲမှာတစ်ခုမှန်သွားရင်သူကနောက်တစ်ခုချိန်သွားအမေကတော့ဒီစာကြောင်းမှာတခါတည်းပေါ့နော်အစိမ့်အနီလေးနဲ့တခါတည်းအယောင်ပြပြီးတခါတည်းဆက်သွားလို့ရသို့တော့အဲ့ဒါကမြန်မာလာအတွက်မှာပြဿနာရှိနေဗျเนาะကျွန်တော်နည်းနည်းရှင်းရနည်းနည်းခန့်အဲ့ဒါနဲ့ကျွန်တော်ပြန်ဖြုတ်ထားလိုက်တာ box လေးနဲ့ပဲပေါ့เนาะ okay WONDRFU okay ဗျတော်ပြီဗျเนาะစိုင်းရိုက်ကြည့်ပါเนาะကျွန်တော်ဒီမှာထွက်လိုက်တော့မယ် okay ဗျเนาะ okay နောက်ပြန်ဆုပ်လိုက်တော့เนาะဒါလေးကကြပုံ download ဆွဲတာပေါ့เนาะချက်ချင်း download မပြီးသေးလို့သူကမပြသေးတာဗျเนาะ okayကျွန်တော်ရှိမှာ line နဲ့ကြာ okay ဒီခါမှာကျွန်တော် bash ပြီးသွားပြီဆိုတော့ကျွန်တော်နောက်တစ်ခုသွား falling blocks ကိုပေါ့เนาะဒါလေးကိုပြောင်းစော့ကြည့်အောင်เนาะ okay reload တစ်ချက်ခေါက်ကျွန်တော်ရှိမှာ line တော်တော်လေးကိုကြာနေဗျเนาะကျွန်တော်တို့ရှိမှာ line တော်တော်ကြာနေပါတယ်ဒါကြောင့်မလို့ပုံတစ်ချက်ချင်းမပေါ်ဘူးပေါ့เนาะနည်းနည်းဝါးလေးဖြစ်နေเนาะ okay ဒီခါမှာကျွန်တော်တို့ falling block ကိုပြောင်းစော့ကြည့်မယ်ပေါ့ okay ကျွန်တော်ဒီ falling blocks လေးကိုဆက်စော့ကြည့်အောင်เนาะ falling blocks လေးเนาะတစ်ချက်နှိပ်လိုက်မယ် okay
ပုံမှန်တိုင်းပဲဗျကျွန်တော်တို့မြန်မာအင်္ဂလိပ်2မျိုးယူလို့ရရနော်မြန်မာပဲရအင်္ဂလိပ်ပဲရိုက်တာယူလို့ရမယ်ပြီးရင် easy medium hard 3မျိုးယူလို့ရနော်နောက်ပြန်သွားခြင်းတော့ဒီမှာ back to menu ဆိုရှိ okay ပြန်နှိပ်မယ်ကျွန်တော်လောဆယ် easy ပေါ့နော်English easy ဆိုတော့လည်းကြာမှာဆိုကျွန်တော် medium လောက်ရိုက်ပြနော် medium လောက်ရိုက်ပြမယ်နော်ဒီနားမှာပေါ့လေဒီနားမှာရိုက်မယ်ပေါ့နော်ဒီနားမှာရိုက်မယ်ပေါ်စာလေးတွေပေါ်ကြာလာနော် okay MODERN modern ကျွန်တော် effect လေးပါပါတယ်တကယ်လို့ကြောက်တုံးကွဲသွားတဲ့အတန်ပေါ့နော်ကျွန်တော်မှန်ကွဲတဲ့အတန်လို့ဖြစ်တကယ်တော့ကြောက်တုံးကွဲတဲ့အတန်ပြကျွန်တော်လည်းရှားခတ်တာမထည့်တာနော် pause လုပ်လို့ရတယ်ကိုလေးပြန်စလို့ရဒီမှာကျွန်တော်တို့ပေါ့နော်ပြစ်လိုက်တဲ့အရေးတွက်ပါတယ် score ပါတယ်ပြီးကျွန်တော်တို့ live ပါတယ်ကျွန်တော်တို့ကြာရင်ပါတယ်ဒါအနောက်ပြန်ဆုပ်မယ်ဒါကြတော့ကျွန်တော်တို့ခဏရမယ်ခေုံနော် okay BUCKET backup okay နည်းနည်းလေးရိုက်ကြည့်အောင်နော် BEN pencil okay BEN pencil okay သူကကျွန်တော်တို့က medium မှာဆိုရင်ပေါ့နော်easy မှာဆိုသူကစက္ကန့်ဥမာ3စက္ကန့်မှကြာတယ်ဆိုရင် medium မှာသူက2စက္ကန့်ခွဲလောက်နဲ့ကြာတယ်ပေါ့နော် hard မှာဆိုရင်သူက2စက္ကန့်လောက်နဲ့ကြာတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်ဟို hard ဆိုတော်တော်ခက်တယ်ဗျာသူစလုံးနေရလေရှည်ပြီးတော့ပိုခက်လာနော် okay ခုနည်းနည်းကြာတော့ပေါ့နော်နည်းနည်းနှေးသလိုကျွန်တော်တို့ကြတော့ဗျာအများနဲ့ရိုက်နေလူကပြဿနာမျိုးဒါပေမဲ့တကယ်လေ့ကျင့်မဲ့လူတွေ့ကြတာပေါ့နော်အစကျွန်တော်ကဒီကောင်တော်တော်ခက်တယ်ဗျာအဲ့ဒါနဲ့ကျွန်တော် speed တွေပြန် short ထားတာပေါ့နော်စိုက်ရတဲ့လူတွေဘလို့မှသူတို့ဒါအောင်မရိုက်နိုင်ဘူးကျွန်တော်စမ်းကြည့်တော့လေဘလို့မှရိုက်လို့စမပြေဘူးပေါ့နော်ခုမှတင်တဲ့လူတွေပြီးသွားရင်နည်းနည်းလေးရိုက်တတ်တဲ့လူတွေပေါ့နော်အများနဲ့ရိုက်နေကြမဟုတ်တဲ့လူတွေဆိုသူတို့မရိုက်နိုင်ဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်ကတော့ speed လေးနည်းနည်းပြန် short ပေးတာနော်ဟိုရေရှည်ပေါ့နော်ရေရှည်ရိုက်နိုင်မှုပဲကျွန်တော်ကဦးစားပေးလိုက်တယ်ပေါ့နော် okay okay တော်ပြီဗျာနော်ကျွန်တော်နောက်တစ်ခုသွားပြီးရိုက်ကြအောင်ကျွန်တော်ဗတ်လေးနဲ့ပြန်ထွက်လိုက်မယ် okay အရန်ကျွမ်းကျင်နေဆိုရင်တော့ဟတ်နဲ့ရိုက်ပေါ့နော် medium လောက်လို့ဆိုဆင်ပြေတယ်ဗျဟတ်နဲ့ကျွန်တော်ရိုက်ပြမယ် okay ဟတ်မှာကျွန်တော်တို့တော့မနေရရတယ်ဗျမနိုင်ဘူးဗျစလုံးတွေကခတ်ပြီးတော့ဗျစိတ်လာစလုံးတစ်လုံးပေါ့နော်စလုံးတစ်လုံးရိုက်ဖို့တော့ကျွန်တော်တို့3စက္ကန့်လောက်ချိန်ပြဒါပေမဲ့ပေါ့နော်ကျွန်တော်ကစလုံးတစ်လုံးက3စက္ကန့်နဲ့အချိန်3စက္ကန့်နေကြာလာတာပေါ့နော်ကျွန်တော်ကစလုံးတစ်လုံး3စက္ကန့်ရရတော့တခုခုမှားသွားတယ်ဆိုရင်ဗျကျွန်တော်တော်တော်ပြန်ရရတယ်မနေ့ပြန်လိုက်ရတယ်ဒါကျွန်တော်တော်တော်ပြန်နှေးရတာပေါ့နော်ပြန်နှေးရကျွန်တော်မှားဝိုင်းအပြာတန်းကပျောက်သွားတယ်ဗျနော်မှားဝိုင်းအပြာတန်းကပျောက်သွားတယ် okay 3စက္ကန့်ကိုတစ်ခေါက်လောက်ကြာတယ်ဗျအဲ့တော့ကျွန်တော်တို့ကစာကြောင်းတစ်ကြောင်း3စက္ကန့်နဲ့မပြီးဘူးဆိုရင်ဗျစာကြောင်းတွေကြာရင်ထပ်လာကျွန်တော်ခဏနေလိုက်မယ်ပေါ့နော်ထပ်လာဗျစာကြောင်းတွေကဒီမှာပေါ့နော်ဒီမှာဘတ်လေးတစ်ခုပါတွေ့တာဟိုဘေးနာဘောင်ပေါ့အရန်ကတ်သွားတဲ့ခါမှာသူကစလုံးပြနည်းနည်းလေးပေါ့နော်ကတ်တိကတ်နိုင်ပေါ့အဲ့ဒါလေးကျွန်တော်နည်းနည်းပြန်ပြေးမယ်တွေ့လားကျွန်တော်ဘာရေးရမှန်းပေါ့နော်နောက်ကဘာရေးရမသိတော့ကျွန်တော်ကျတော့နည်းနည်းတိတော့ပေါ့ဗျာတိတော့မှန်းရိုက်လိုက်လို့ရနော်အဲ့ဒါလေးကျွန်တော်နည်းနည်းရှင်းပြန်ပြေးမယ်ပေါ့နော်ကြားတဲ့နေရာလဲထောင်းနဲ့အရန်ကတ်သွားတော့စာကြောင်းကအရန်ရှည်တဲ့ခါမှာမပြတော့โอเคဗျနော်ဒါကတော့ကျွန်တော်ဟတ်နဲ့ရိုက်ပြရတာပေါ့နော်โอเคစလုံးကတော့ကျွန်တော်ကနောက်မှာဗျ300 500လောက်ထည့်ပေးတာတောက်လျှောက်ပေါ့နော် non stop ရိုက်ရမယ့်အနေအထားမျိုးမှာတော့ရှိတယ်โอเคကျွန်တော်မြန်မာနဲ့ပြောင်းရိုက်ကြည့်အောင်နော်မြန်မာ medium လောက်နဲ့ရိုက်ကြည့်အောင်โอเคကျွန်တော်မြန်မာ font လေးအရင်ပြောင်းလာလိုက်မယ်โอเคတချို့ပေါ့နော်တချို့စကလုံးလေးပါပေါ့ရိုက်လို့မရတာလေးရှိတာမျိုးရှိတယ်ပေါ့နော်အဲ့ဒါချက်လေးကျွန်တော်ဖြည့်ရှင်းပေးမယ်နော်နည်းနည်းလေးတလုံးတလီတော့တွေ့ရတာရှိတယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်အသေးစိတ်ပြန်ပြီးတော့ထပ်လုပ်ပေးပါမယ်โอเคဒါကတော့မြန်မာပေါ့နော်မြန်မာရောအင်္ဂလိပ်ကိုနှစ်မျိုးစလုံးနဲ့ type ရိုက်နေအောင်ကျွန်တော်လုပ်ပေးကြပါတယ်နော်စမ်းပြီးတော့ရိုက်ကြည့်ပါလေ့ကျင့်ကြည့်ပါတကယ်ကိုကောင်းပါတယ်နော်ကျွန်တော်အများကြီးကြိုးစားရပါတယ်โอเคကျွန်တော်ဟာလေးနဲ့ပတ်သက်ပြီးတော့ error တွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်းရှိနေဆိုလို့ရှိရင်လည်းကျွန်တော်လာပြီးအကြံဉာဏ်ပေးပါပြောလို့ရပါတယ်ထောက်ပြလို့ရပါတယ်ဝေဖန်လို့ရပါတယ်အကြံဉာဏ်ပေးလို့ရပါတယ်เนาะကျွန်တော်ရဲ့ Telegram ပဲဖြစ်စေကျွန်တော်ရဲ့ mail ပဲဖြစ်စေပေါ့เนาะကျွန်တော်ရဲ့ဟို channel comment အောက်တင်ပါဖြစ်စေပေါ့เนาะကျွန်တော်လာပြောရလို့ရပါတယ်เนาะကျွန်တော်ပြန်ပြီးတော့အဲ့ဒါတွေအကောင်းဆုံးဖြစ်အောင်ကျွန်တော်ပြန်ဖြည့်ရှင်းပါတယ်တော်ပြီဗျာเนาะဒီလောက်ပဲเนาะဒါကတော့ကျွန်တော်တို့ falling blocks ပေါ့เนาะအပေါ်ကတုံးလေးကျလာမယ်အဲ့ဒါကိုကျွန်တော်တို့ကပြစ်ပြီးဖြည့်ရှင်းတာโอเคကျွန်တော်နောက်တစ်ခု marathon ပြေးတဲ့ရှူကျွန်တော်သွား AN လေးနဲ့ရှင်ပြေးကြည့်အောင်เนาะโอเคဟော marathon မှာလည်းကျွန်တော်မြန်မာအင်္ဂလိပ်ယူလို့ရတယ်ဗျာเนาะမြန်မာအင်္ဂလိပ်ယူလို့ရမယ်ပြီးရင် easy ပြီးဟာ pro ဆိုပြီးယူလို့ရတယ် pro ကတော့ဘယ်လိုမှမရိုင်းနိုင်လို့
နော်ရိုက်ချင်တဲ့လူတွေကျွန်တော်ထည့်ပြီးတာ easy media hub pro ပေါ့နော် pro ထိကျွန်တော်ထည့်ပြီးတာ okay ကျွန်တော် media လောက်နဲ့ပဲရိုက်ပြမယ်နော် okay မြန်မာလိုဖြစ်နေ CONFORT comfort SITE อ่ะเนาะ consider ကျွန်တော်ရှေ့နေတော့ပေါ့နော် AI နဲ့ရှေ့နေတော့ကျွန်တော်ရိုက်တာနေ AI ကြော်အောင်ကျွန်တော်တို့မြင်လို့ရှိရင် AI ကိုပြန်ကြော်ရမယ်เนาะဒီ progress bar လေးကဒီထိရောက်သွားရင်ကျွန်တော်ပြည့်ဒီနားရောက်ခါဒီဆိုကျွန်တော်ပန်းဝင်တော့မှာเนาะခဏ pause လုပ်ထားလို့ရတယ်ကျွန်တော်တို့ exit လုပ်လို့ရတယ်เนาะ okay ကျွန်တော်ပြန်ရိုက်ကြည့်အောင် okay သူကတော့ဗျာ तू ကဒီအားပေါ့နော်ကျွန်တော်တို့ CERTAI စာတိတ်ပေါ့နော်ပြီးသွားရင် sway bar လေးတစ်ချက်ခောက်ပဲ sway bar ခောက်အနာဘခောက်ပေါ့နော် sway bar တစ်ချက်ခောက်ပြီဒါဆိုမှ तू ကနောက်တစ်လုံးထပ်ပေါ်လာ EHAM တခြားကြောင့်တော့မဟုတ်ဘူးဗျာကျွန်တော်မြန်မာအတွက်ကောပေါ့နော်မြန်မာအောင်အင်္ဂလိပ်ကိုအဆင်ပြေအောင်ကျွန်တော်လှုပ်ထားတဲ့အတွက်ကြောင့်ဗျာပုံမှန်ချီဒီမှာတော့ပြဿနာလောက်မရှိဘူးအင်္ဂလိပ်အတွက်ဆိုရင်ပေါ့နော်ကျွန်တော်တို့ကပို့ပြီးကောင်းအောင်လုပ်လို့ရတယ်ဒါပေမဲ့မြန်မာအတွက်ကြတော့ဗျာစလုံးပေါင်းဆက်တဲ့ခါမှာပေါ့နော်ပြဿနာတော်တော်လေးရှိဒါကြောင့်မို့ကျွန်တော်မြန်မာအင်္ဂလိပ်အတွက်ကောအဆင်ပြေအောင်ကျွန်တော်လုပ်ပေးထားလိုက်တာ DIA MO1 ဒီတိုင်းပေါ့အင်္ဂလိပ်မှာတော့ဘာမှပြဿနာမရှိဘူးဗျာနော်အင်္ဂလိပ်မှာချောချူဗျာမြန်မာသားတွေစစ်တဲ့ခါမှာတချို့ပေါ့နော်တော်တော်လောက်ရကန်ရခက်တဲ့အရာလေးရှိတယ် okay ကျွန်တော်တို့ပန်းဝင်ကန်နီးလာပြီပေါ့နော်တဖြည်းနဲ့ကျွန်တော်ကဒီဟာက3မိနစ်နဲ့5မိနစ်စာကျွန်တော်လုပ်ပေးရတယ်နော်3မိနစ်ဒါမှမဟုတ်5မိနစ်ပေါ့နော်အဲ့လောက်ရိုက်ရမယ်စလုံးပေါ့နော်ကျွန်တော်တို့အနှေးမြန်မှမူတည်ပြီးတော့ကျွန်တော်ထည့်ပေးရတယ်3မိနစ်ကနေ5မိနစ်ကြာတော့ရိုက်ရလိုက်ပါဗျာနော်ဒါကျွန်တော်တို့ဒါပန်းဝင်ကန်နီးလာပြီပေါ့နော်အပြာလေးอ่ะ okay ပြီးသွားရင်တော့ကျွန်တော်တို့က sway bar လေးတစ်ချက်ခောက်ပြီเนาะ sway bar တစ်ချက်ပုတ်ပြီးမှနောက်တစ်ခုသွားမှာ okay မှားသွားရင် तू ကအနီပြရတယ်ဆက်ရိုက်ခွင့်မပေးဘူးပေါ့เนาะ okay ဒါဆိုနိုင်သွားပြီဗျာเนาะ okay ကျွန်တော်မြန်မာနဲ့ပြောင်းကြည့်မြန်မာ medium လောက်နဲ့ရိုက်ကြည့်အောင် okay မြန်မာ font ပြောင်းလိုက်မယ်ကျွန်တော် key magic ထည့်ထားလို့ကျွန်တော် control shift နှိပ်လိုက်တယ်เนาะ key magic မထည့်လည်းရိုက်လို့ရတယ်เนาะkey magic ထည့်တိုင်းတော့ပိုကောင်းတယ်ဗျ okay ဒီပေါ့နော်တဝေထိုးတွေပါတယ်မှာမြန်မာသားမှာပြဿနာရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီ input box လေးနဲ့ဆက်လိုက်တော့ကျွန်တော်တို့ကအဆင်ပြေသွားတယ်ပေါ့နော်ဟို lifetime မှာတစ်ခါတည်းစာကြောင်းမှာတစ်ခါတည်းထပ်စစ်လို့ရှိရင်ပြဿနာရှိနေတယ်ပေါ့ဟိုကျွန်တော်မှန်မှန်ကန်မပြတော့ကျွန်တော် game ရဲ့ performance ကိုထိခိုက်တာမျိုးတွေပေါ့နော်ဖြစ်လို့ကျွန်တော် box လေးနဲ့ပဲထားလိုက်တယ် okay တော့ပြီးရင်တစ်ခေါက်ရိုက်တာနဲ့ပေါ့ easy ကိုဒီတစ်ခေါက်ရိုက်တာနောက်တစ်ခေါက်ရိုက်တဲ့စလုံးတွေတူမှာမဟုတ်ဘူးဗျာကျွန်တော်စလုံးတွေအများကြီးထည့်တာ level တစ်ခုအတွက်ဆိုကျွန်တော်စလုံးပေါင်းကျွန်တော်က900ပေါ့နော်300နဲ့900ကြားထည့်တာဒါကြောင့်မလို့ကျွန်တော်စလုံးထပ်ဖို့ကတော့မဖြစ်နိုင်ဘူးဗျနော်တော်တော်ကြီးဟွာဖြစ်မှထပ်မှာပဲနော်တောင်ကတော့မထပ်ဘူးဗျ redden ပေါ့နော် redden လုပ်ပေးတာ okay မှားရင်ဆက်ရက်ခွင့်မပေးဘူးနောက်တစ်ခုမသွားဘူးသူကหนีသွားမယ် okay ကျွန်တော်ရိုက်တာနှိမ့်တယ်ဆိုရင် AN ကကြော်ဖို့ကြိုးစားလိုက်မယ်နော် okay နော်ဂိမ်းရဲ့ချင်းဂိမ်းကိုခဏရက်ထားလို့ရတယ်နော်ထွက်လို့လည်းရတယ်ဒီမှာဒီဘက်ကနေ exit နေပြီးထွက်လည်းရတယ်နော် okay ကျွန်တော်တို့ဆက်ရိုက်လိုက်အောင်မယ် okay ဗျအရှုံးပေး okay ကျွန်တော်ကတော့စလုံးမသေးဘူးလို့ထင်တာဗျเนาะစလုံးသေးတယ်ဘာညာဆိုလည်းကျွန်တော်နည်းနည်းပြန်ချဲ့ပြီးလို့ရတယ်เนาะမိတ်ဆွေတို့ကောင်းစေချင်တာမျိုးရှိတယ်ပေါ့เนาะအကြံဉာဏ်ပေးချင်တာမျိုးဝေဖန်ပေးချင်တာမျိုးထောက်ပြပေးချင်တာမျိုးရှိရင်ကျွန်တော်ကိုလာပြောလို့ရပါเนาะဒါနိုင်သွားတဲ့ခြေနေပေါ့เนาะ okay မြန်မာအင်္ဂလိပ်ပေါ့เนาะကျွန်တော်ကြိုက်တာနဲ့ရိုက်လို့ရတယ် pro ထိရှိတယ်ဗျာเนาะ hub pro ကျွန်တော်တို့အဆင်ပြေနဲ့ရိုက်ပြီးတော့ကျွန်တော်စမ်းကြည့်လို့ရပါတယ်เนาะ okay ဒီကမှကျွန်တော်ရိုက်ပြီးကျွန်တော်ထွက်လိုက်တော့မယ်เนาะ easy နဲ့ပြီးထွက်လိုက်တော့မယ်အားကြောင့်ကျွန်တော်တို့ကငှက်လေးပြစ်ပြီးတော့လည်းဆော့လို့ရတယ် falling stone နဲ့လည်းဆော့လို့ရတယ် running လည်းဆော့လိုက်ကျွန်တော်နောက်ဘောတော့နောက်ခုလောက်ထပ်ထည့်ပြီးတော့အစီအစဉ်ရှိတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ကျွန်တော်ထပ်ထည့်ပေးမယ်တကယ်လို့ရှိနေတဲ့တချို့အသေးစား error လေးတွေပေါ့နော် error လေးတွေ bug လေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်အဲ့ဒါကိုဖြည့်ရှင်းပေးမယ်ဗျာနော် okay ဒါကိုဘယ်လို download ဆွဲလို့ရမလဲဘယ်လိုလုပ်လို့ရမလဲဆိုရင်တော့ကျွန်တော်ရှိမှာပေါ့နော်ကျွန်တော်ရှိမှာလာပြီးတော့တောင်းလို့ရကျွန်တော် link လေးထည့်ပေးထားတယ်ပေါ့နော်ကျွန်တော်လောဆယ် Firefox ဖွင့်ထားတယ်ဗျာနော်ကျွန်တော်တို့ Chrome မှာဖြစ်ပေါ့နော် Chrome မှာပဲဖြစ် okay เนาะ Chrome မှာဖြစ်ပေါ့เนาะကျွန်တော်တို့က okay เนาะ Chrome မှာပဲရှာဒါမှမဟုတ်ကျွန်တော်တို့ကMicrosoft ပေါ့เนาะကျွန်တော်
Chrome ပိတ်လိုက်မယ် Microsoft မှာဖြစ်ဖြစ်ကျွန်တော်တို့ရှာပေါ့နော် Microsoft မှာဖြစ်ဖြစ်ကြိုက်တဲ့ရှိမှာကျွန်တော်တို့ရှာလို့ရတယ်နော် Firefox ပဲဖြစ်ဖြစ် Microsoft ပဲဖြစ်ဖြစ်ကို Chrome ပဲဖြစ်နော်ဘယ်လိုရှာရမလဲဆိုတော့ကျွန်တော်တို့ဒီ Microsoft ထုတ်တဲ့ Microsoft app ပေါ့နော်ဘယ်ကောင်လေးလဲဆိုတော့ကျွန်တော်တို့ဒီကောင်လေးပေါ့နော်ဒီကောင်လေးဆိုရင်တော့ရှာလွယ်နေပြီနော်အဲဆိုကျွန်တော်ဒီမှာ OAKK ရNYUSD ညဥက္ကညွန်လို့ရိုက်လိုက်ဗျနော်ပေါ်တော့မှာ GitHub တက်လာလိမ့်မယ်ဗျနော်ကျွန်တော်ရဲ့ GitHub ကောက်တက်လာလိမ့်မယ်ကျွန်တော် GitHub ကောက်ပေါ့နော် GitHub ကောက်မှာကျွန်တော်ရေးကြတဲ့ project တွေရှိတယ်ပေါ့နော်ကျွန်တော်ဒီမှာမြန်မာ typing game ဆိုတာရှိတယ်ဗျအဲ့ဒါလေးကိုတစ်ချက်ဝင်လိုက်နော် GitHub ကောက်ဝင်ပြီးသွားလို့ရှိရင်မြန်မာ typing တစ်ချက်လောက်ဝင်လိုက်အောက်ဆုံးမှာကျွန်တော် link လေးထည့်ပြလိုက်ဗျနော်ဒီ link လေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ game ကိုရောက်ပါနော် game ကိုရောက်ပါပြီဒါကျွန်တော်တို့ set ထဲမှာ download ဆွဲရတာရှိတယ်ဗျနော်ဒီမှာတက်လာမ download ဆွဲရတာရှိတယ်เนาะတက်ပါလေပင်လဲထောက်ထားတယ်ဗောနော်အဲ့လို download ဆွဲခြင်းတော့ကျွန်တော်တို့ download ဆွဲပြီးသားမလို့ဗျဒီဘက်နားလေးပါဗောနော် app install ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော် set ထဲကိုရောက်တယ်ဗျเนาะကျွန်တော်တို့ရဲ့ desktop ကိုရောက်သွားတယ်เนาะအဲ့တော့ကျွန်တော်တစ်ချက်ကျွန်တော် set ထဲမှာရှိတာကိုကျွန်တော်ဖြတ်လိုက်မယ်လက်ရှိကျွန်တော် set ထဲမှာရှိနေရဗောနော်ကျွန်တော် uninstall လုပ်လိုက် okay uninstall လုပ်လိုက် okay မရှိတော့ဘူးเนาะမရှိတော့ဆိုတော့ဒီလား app available ဆိုပေါ်လာအဲ့ဒါတစ်ချက်နှိပ်ပြီးဗျနှိပ်ပြီး install နှိပ်လိုက်ဗျเนาะinstall နှိပ်လိုက်ဒါဆိုကျွန်တော် set ထဲရောက်သွားဒီမှာ create desktop shortcut လုပ်ပေးလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့က website ရဲ့ခဏဝင်စီရမလို့ပဲねကျွန်တော်ဆောက်မှာ download ဆွဲပြီးရတယ်ဒါပေမဲ့ပေါ့နော်ကျွန်တော်တို့ဒီ PWA ခေါ်တာပေါ့နော် PWA နဲ့ကျွန်တော်ရအောင်လုပ်ထားတာပေါ့ဒါပေမဲ့ဘာပြဿနာရှိလဲဆိုတော့ကျွန်တော်နည်းနည်းပေါ့နော်အဲ့လို desktop မှာ download ဆွဲပြီးသုံးတာနဲ့ကျွန်တော်တို့ browser ထဲမှာသုံးတာ browser ထဲမှာသုံးတာတော့လောလောဆယ်မှာအဆင်ပြေနေသေးတယ်ပေါ့နော်install လုပ်ပြီးသုံးမယ်ဆိုရင်နည်းနည်းကျွန်တော် error လေးတစ်ခုတွေ့နေတယ်ဗျာနော်အားကြောင့်မလို့လောဆယ်တော့ browser မှာသုံးစေချင်သေးရပါတော့ကောင်းအောင်လုပ်မယ်ဒီမှာတိလာကျွန်တော်တို့စလုံးမှားသွားတာပေါ့နော်ကျွန်တော်တို့ပေါ့နော်စလုံးမှားသွားတာမျိုးတွေပါကျွန်တော်သွားတွေ့ရတယ်နော် browser မှာတော့အဲ့ဒါပြဿနာမရှိဘူးเนาะဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ရမယ်เนาะဒီမှာနည်းနည်းပြဿနာရှိနေเนาะတွေ့လားတော့ဖြောင်းမြန်နေဖြစ်သွားတာကောင်းရိုက်တဲ့အခါမှာတူရီထူးပြဿနာဖြစ်ရင်တွေ့လားဖြောင်းမြန်ပြရင်မှန်သွားတယ်ပေါ့เนาะဒါကြောင့်ကျွန်တော်ကတော့ browser မှာသုံးတာကိုပို့ပြီးတော့လောလောဆယ်မှာအားပေးတယ်ပေါ့เนาะပို့ပြီးကောင်းအောင်တော့ကျွန်တော်ထပ်ပြီးစူးစမ်းရမယ်လုပ်ပြီးမယ်เนาะနာမည်ကတော့မြန်မာ typing game ပေါ့เนาะမြန်မာ typing game basel.app เนาะကျွန်တော်ဒီမှာရှာလိုက်မယ် MYAMA မြန်မာTY မြန်မာ typing game ပေါ့เนาะbasel ပေါ့ basel လေးတော့ပေါအောင်ရိုက်ပြီဗျာเนาะ basel လေးတော့ပေါအောင်ရိုက်ပြီကျွန်တော်ဒီမှာမတွေ့သေးဘူးเนาะ typing game basel.app လို့ရိုက်လိုက်မယ်เนาะမြန်မာ easy typing တော့တက်တယ်ဗျာကျွန်တော်ဟာ okay เนาะ typing game နဲ့ဒါလေးလားမသိဘူးခဏလေးเนาะကျွန်တော်ကြည့်လိုက် okay မဟုတ်ဘူးဗျာเนาะလောလောဆယ်တော့ဓာတ်ရိုက်ကြည့်တော့ရှာလို့မရသေးဘူးเนาะကျွန်တော် link လေးတော့ထည့်ပေးတာเนาะကျွန်တော် link လေးတော့ထည့်လောလောဆယ်ဓာတ်ရိုက်ရှာလို့မရသေးဘူးเนาะမြန်မာ typing game မြန်မာ typing game basel.app เนาะမရသေးဘူးเนาะလောလောဆယ်တော့ကျွန်တော်တို့ရိုက်ရှာလို့မရသေးဘူးဖြစ်နေတယ်ပေါ့เนาะအဲ့တော့ကောင်းတာတော့ကျွန်တော်ရဲ့ OAKK ရ NYUSD နဲ့ဥက္ကညွန်းGitHub ပေါ့เนาะကျွန်တော် GitHub မှာတော့ဝင်ကြည့်လို့ရတယ် GIT-HUB ပေါ့เนาะ GitHub ကိုဝင်လိုက်လို့ရှိရင်တော့ okay ကျွန်တော်တို့ဒီပေါ့ Chrome မှာရှာရတာနည်းနည်းပြဿနာရှိနေပါဘောเนาะ Chrome မှာကျွန်တော် Microsoft မှာဆိုရင်တော့ကျွန်တော်တို့ရတယ်ဗျเนาะ Microsoft မှာဆိုတော့ကျွန်တော် Microsoft အထက်ကိုကျွန်တော်ဝင်လိုက်မယ်ဘာလို့လဲဆိုတော့ဒီ GitHub က Microsoft ပိုင်တာပေါ့เนาะ Microsoft company ကပိုင်တာဆိုတော့သူတို့မှာရှာရတာအစဉ်ဥက္ကညွန်းလို့ရိုက်လိုက်လို့ရှိရင်ကျွန်တော် GitHub ပေါ့เนาะ GitHub အကောင့်တက်လာလိမ့်မယ်ကျွန်တော် GitHub ထဲဝင်လိုက်เนาะ okay ကျွန်တော်ရှိမှာ line လေးတော်တော်ကြာနေဗျာเนาะကျွန်တော်ရဲ့ရက် data မှာပေါ့ဗျာเนาะ okay เนาะ GitHub ထဲဝင်လိုက် okay ကျွန်တော်ဝင်လိုက်မယ် GitHub ထဲဝင်လိုက်ရင်ကျွန်တော်ဒီနေရာကိုရောက်ရမယ်ပေါ့เนาะ overview ဆိုတဲ့နေရာကိုရောက်ပါမယ်เนาะ okay ကျွန်တော်ဒီက typing key เนาะဘာမှရှာပြဒီ repo ထဲမှာရှာလိုက်ရเนาะ typing key ပေါ်ကတက်နေလေ overview မှာတော့ကျွန်တော်ပင်ထောက်ပေးရတယ်မြန်မာ typing key နဲ့ဝင်လိုက်เนาะဝင်ပြီးသွားလို့ရှိရင်တော့ကျွန်တော် link လေးကိုရဒါရဲ့ဘာလို့ရှာလို့မရလဲဆိုကျွန်တော်ကဝယ်သုံးတာမဟုတ်ဗျာเนาะ domain ဝယ်ရတာမဟုတ်ကျွန်တော်ကဘာစင်မှာပဲကျွန်တော် host ထားတာပေါ့เนาะဒါကြောင့်မလို့ကျွန်တော်တို့ဓာတ်ရိုက်ရှာနေတဲ့ပြဿနာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ပေါ့เนาะအသုံးပြုရလို့များလာရင်တော့သူကဓာတ်ရိုက်ရှာလို့ရတယ်ဗျာ Google မှာလေးတွားပြီးတော့ကျွန်တော် register လုပ်ထားလို့ရတယ်เนาะ okay အဲ့ဒါလေးကျွန်တော်နောက်ပိုင်းကျတော့ဆက်လုပ်ပေးမယ်ပေါ့เนาะဒီမှာရှာလို့ရပါတယ်ဒီတစ်ခုလေးလားဆိုတော့ကျွန်တော်ဒါနောက်ထုတ်တဲ့ဟာပေါ့เนาะကျွန်တော်အရင်ကထုတ်ထားတဲ့ဟာရှိတယ်เนาะကျွန်တော်ဒီမြန် typing ဆိုတဲ့ဟာเนาะမြန်မာသား typing အတွက်တော်တော်လေးအဆင်ပြေတဲ့ဟာမျိုးပေါ့เนาะဒီမှာကျွန်တော် Natalie Finder မဝင်နေတော့ဗျာအောက်က basel ဆိုတဲ့ဟာလေးဝင်ပြီเนาะမြန်မာသား typing လေ့ကျင့်နေတဲ့လူတွေအတွက်ပေါ့เนาะအစနေစပြီးလေ့ကျင့်ခြင်းအတွက်ကျွန်တော် basic တွေပေါ့เนาะbasic မှာဆိုလဲကျွန်တော် lesson တွေအများကြီးထည့်ပေးရเนาะ lesson တွေအများကြီးထည့်ဒါလည်းကျွန်တော်လုပ်ထားတဲ့ခါဒီနှစ်ခုလဲပေါ့เนาะဒီကနေဟိုဘက် game ကိုသွားလို့ရအောင် game ကနေဒီဘက်လာလို့ရအောင်ကျွန်တော် link တစ်ချက်ချိတ်ပေးပြီเนาะ okay မြန်မာ typing game ဒီကောင်ကတော့ကျွန်တော် keyword လေးထည့်ပေးရတာကျွန်တော်စရိုက်လို့ရတယ်เนาะစပြီးတော့ကျွန်တော်ရိုက်ကြည့်လို့ရပါတယ်
basic ပါမယ်ကျွန်တော်တို့ဒီမှာဆိုအစနေစားခြင်းကျွန်တော်တို့က reload တစ်ချက်လုပ်လိုက်မယ်နော်တစ်ချက်လုပ်လိုက်မယ် okay ကျွန်တော်ဒီမှာပေါ့ကျွန်တော်တစ်လုံးရိုက်တာနဲ့သူက typing စမှတ်မယ်ဗျာနော်တစ်လုံးရိုက်တာ typing စမှတ်မယ်ဒါကတော့ live မှုတက်မှုပါမယ်ကျွန်တော်တချင်းလေးလည်းထည့်ပေးရတယ်ဗျာနော်ဒီမှာတချင်းကျွန်တော်15ဘူးလောက်ထည့်ပေးရကျွန်တော်တစ်ချက်ဖွင့်ပြမယ် okay တချင်းဖွင့် play button ကိုနှိပ်လိုက်နော်တချင်းနှားထောင်ပြီးတချင်းနှားထောင်ကိုကျွန်တော်ရိုက်လို့ရတယ်အတန်တိုးချက်တွေရိုက်လုပ်လို့ရတယ်နော်မကြိုက်နောက်တစ်ပုတ်ပြောင်းပါဗျာနော်ကျွန်တော်တချင်းလေးနားထောင်ပြီးတော့လည်းစာရိုက်လို့ရမယ် basic ရှိမယ်ပြီးသွားရင်ကျွန်တော်တို့ intermediate ရှိမယ်နော် intermediate မှာလည်းကျွန်တော်တော်တော်စုံစုံလင်ထည့်ပေးရတယ်နော် intermediate ရှိမယ် okay ကျွန်တော်တစ်ချောင်းလောက်ရိုက်ပြန်ရပြီနော်ကချင်ကယာကရင်ချင်းဗမာမော်ရခိုင်ရှမ်း okay เนาะဒါဆိုရင်ကျွန်တော်တို့ကဆက်ရိုက်ခြင်း try game ပေါ့နောက် lesson တစ်ခုသွားခြင်း next lesson เนาะနောက် next lesson ရောက်တော့အများကြီးပဲဗျာเนาะကျွန်တော်တော်တော်ပေါ့เนาะစုံစုံလင်းလင်းမြန်မာစာရဲ့အထားအတူတွေပုတ်တွေကျွန်တော်တခြားလေးလုပ်ပေးရတယ်เนาะဒီ advanced ပေါ့เนาะ advanced မှာဆိုတော့ကျွန်တော် percent ပါလာ advanced TP1 တော်တော်အဆင်ပြေပြီဗျ basic intermediate advanced ပေါ့เนาะကျွန်တော်တို့တစ်ပတ်10လောက်အချိန်ပေးကျွန်တော်တို့ typing ကောင်းရိုက်နိုင်တယ်ဗျာเนาะနောက်ဆုံးတစ်ခုကတော့ professional ကတော့တခြားမဟုတ်ဗျာကျွန်တော်မေတ္တာတော်တော်လုံးကျွန်တော်ထည့်ပေးရတာပေါ့เนาะမေတ္တာတော်လုံးထည့်ပေးတာ percent တွေပို့ပြီးတော့ကျွမ်းကျင်လာအောင်ပေါ့เนาะလေးစင် advanced TP1 ကိုအဆင်ပြေတယ်ဗျာเนาะအဲ့တော့ကျွန်တော်တို့က site တာကျွမ်းကျင်လာရင်ကျွန်တော် keyboard ကိုဖျောက်ရိုက်ထားလို့ရတယ် keyboard ဖျောက်ပြီးရိုက်လို့ရတယ်keyboard ကိုလည်းကျွန်တော်အယောင်လေးပြောင်းကြည့်လို့ရတယ်เนาะကျွန်တော်စက်ကြအယောင်လေးပြောင်းပြီးလုပ်လို့ရတယ် live မှုထပ်မှုချိန်လို့ရတယ်เนาะဒါတော့ info ဗျာเนาะကျွန်တော်ရေးတဲ့ခါကျွန်တော်ကိုထောက်ပံ့ပေးတဲ့ခါပေါ့เนาะဒါပဲလုပ်ပေးတဲ့ခါလို့ okay ဗျာ line လေးကြာနေလို့ပုံပေါ်တာเนาะ okay site လေးတွေပြင်းနေမှာဆိုလို့ပေါ့ဗျာ site လေးတွေပြင်းနေလို့ကျွန်တော်ပုံတွေကြည့်ပြီးတော့စာပိုရိုက်နိုင်အောင်ပေါ့เนาะ okay ပါဒါတော့အားလုံးကျေးဇူးတင်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ဒီ typing software နဲ့ပဲဖြစ်ဖြစ်တခြားဒီ game software နဲ့ပဲဖြစ်ဖြစ်ပေါ့เนาะအကြံဉာဏ်ပေးချင်တာမျိုးဝေဖန်ပေးချင်တာမျိုးထောက်ပြပေးချင်တာမျိုးပေါ့เนาะရှိတယ်ဆိုရင်ကျွန်တော်ရဲ့မေးပေါ့เนาะ ukkanyo@gmail.com ပေါ့เนาะ ukkanyo ဒီမှာလည်းကျွန်တော်ရေးထားပြ ukkanyo@gmail.com ဖြစ်စေဒါမှမဟုတ်ကျွန်တော်ရဲ့ Telegram ကိုပဲဖြစ်စေပေါ့เนาะကျွန်တော်ကိုအကြံဉာဏ်ပေးနိုင်ပါတယ်เนาะTelegram ကတော့ကျွန်တော် link လေးထည့်ပေးထားမယ်เนาะကျွန်တော်အောက်မှာ user name လေးကျွန်တော်ထည့်ပေးထားပါမယ်အားလုံးကျေးဇူးတင်ပါတယ်